တခါတော့အိန္ဒိယနိုင်ငံရဲ့နေမြို့လေးတစ်မြို့မှာပေါ့ရဲတယောက်ဟာရင်ခွဲယုံရှိမှဆေးလေးတောက်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာဒီရဲစီကိုဖုံးတကောဝင်လာတယ်ဗျဖုံးဆက်တဲ့အကြောင်းအရာကတော့မြို့အစွန်ကတနေရာမှာလူသက်မှုဖြစ်လို့တဲ့အခုတလုံးမှာလေဒီမြို့မှာလူသက်မှုတွေဟာအမြဲတမ်းလိုဖြစ်နေတယ်ရဲအားညီးတွားရင်းနဲ့ရင်ခွဲယုံတွေကိုဝင်လာခဲ့ပါတယ်ရင်ခွဲယုံဆိုတော့အပုံနဲ့နေရာလဲလှန်လှန်ထနေတာပေါ့အဲ့လိုမျိုးနန်းစော်နေတဲ့အပုံနဲ့တွေကိုလုံးဝဂယုမဆိုင်ပဲနဲ့ထမင်းကိုစိန်ပြေနေပြေထိုင်စားနေတဲ့ကောင်မလေးတယောက်တော့ရှိတယ်ဒီကောင်မလေးကမှုခင်းဆရာဝန်မလေးပါရဲကောင်ကဆရာဝန်မလေးစီကိုရောက်လာခြင်းဖြစ်ပါတယ်မြို့အပြင်ကလူသက်မှုကိုတွားပြီးစစ်ဆေးဖို့လာခေါ်တာပါဒါကြောင့်နှစ်ယောက်သားအခင်းဖြစ်ပွားရနေရာကိုထွက်ခဲ့ကြတယ်တေဆုံးသွားတဲ့သူကတော့မီးရှို့ပြီးတပ်ခံထားရတာပါဒါကြောင့်ရဲတွေဟာကရဲကရှင်ဘယ်သူလဲဆိုတာကိုမသိကြပါဘူးအဲ့တော့ DNA တွေပါတွေတိုက်စစ်ဖို့အတွက်ရင်ခွဲယုံကိုပဲအလောင်းကိုတည်ခဲ့ကြတယ်ပေါ့ရင်ခွဲရုံပြန်ရောက်ကြတော့ရဲတယောက်ထက်ရောက်လာပါတယ်ဒီလူကတော့နည်းနည်းတောင်ကောင်းပြီးနှကမ်းမွေးဆဆနေဗျအဲ့လူကအခုဖြစ်ပွားတဲ့အမှုစစ်ဆေးဖို့ရောက်လာတာပါမှုခင်းဆရာဝန်မလေးကတော့ပြောပါတယ်ဒီသေဆုံးသွားတဲ့သူကသူ့သေကန်နီးမှာနှိပ်စက်ခံထားခဲ့ရတယ်ဒီလိုနဲ့ DNA တွေပါတိုက်စစ်သေဆုံးသူရဲ့မျက်နှာအသွင်အပြင်ကိုကွန်ပျူတာနဲ့စက္ကန့်ဖတ်ကြည့်တော့ဒီမျိုးကဆရာဝန်တယောက်ဖြစ်နေတယ်ဆိုတော့သိလိုက်ကြတယ်ဒါကြောင့်ရဲတွေဟာကဲကရှင်တွေကိုသွားပြီးအသိပေးဖို့အတွက်ရင်ခွဲရုံကထွက်လာတော့တထေးတယောက်ကကားနဲ့ရောက်လာခဲ့ပါတယ်ဒီဘိုးတော်ကြီးကပတ်စံအရန်ချမ်းသာပါတယ်တေဆုံးသွားတဲ့ဆရာဝန်ဆိုတာလေဒီဘိုးတော်ကြီးရဲ့သားဖြစ်တဲ့သူပါအဲ့ဒီချိန်ရဲတွေစီကိုဖုံးတကောဝင်လာတယ်ထောင်ထဲမှာရှိတဲ့အဖြစ်သားတယောက်ကတေဆုံးသွားတဲ့ဆရာဝန်ရဲ့မျက်နှာပြင်ကိုထောင်ရဲ့နေရန်ပေါ်မှာပကြီးဆွဲနေရတဲ့ဒီလူကတေဆုံးသွားတဲ့သူကိုဘယ်လိုသိတာလဲရဲတွေအတွက်ပေလီဖြစ်သွားတာပေါ့ဒါနဲ့ပဲရဲတွေကတခုခုတော့ထူးခြားတယ်ဆိုပြီးထောင်လိုက်သွားကြတယ်ပုံဆွဲတဲ့ထောင်သားကိုသွားပြီးမေးတော့လေဟိုကောင်ကယူးကြောင်ဦးကြောင်နဲ့ဘာတွေချောက်အော်လို့အော်နေမှမသိပါဘူးဒါပေမဲ့နားလေတဲ့စကားတစ်ခုတော့ပါတယ်ဒီဆရာဝန်ကိုသူတတ်မယ်ဆိုတဲ့စကားပါတေဆုံးသွားတဲ့ဆရာဝန်ရဲ့အဖေကတော့ခရိုနီဘောစီတယောက်ပါသူဟာရဲတွေရဲ့အကြီးအကဲတွေနဲ့လည်းပိုင်နေဒါကြောင့်နှခမ်းမွေးနဲ့ရဲရရှိကိုပြောလိုက်ပါတယ်မင်းဒီအမှုကိုရအောင်ဖော်ရင်ဖော်မဖော်ရင်ငါနီးငါဟန်နဲ့ဖော်မယ်တဲ့ဒီလိုနဲ့နှခမ်းမွေးကောင်လည်းအရန်တော်တဲ့မှုခင်းဆရာဝန်မလေးကိုခေါ်ပြီးတော့ထောင်နောက်တစ်ခေါက်ပြန်သွားပါတယ်ပြီးတော့ဒီကောင်ကိုမရရအောင်စစ်မေးကြတာပေါ့ဒါပေမဲ့အဖြေကိုတော့တိတိကျကျဘာမှမသိရပါဘူးသူတို့တွေသိလိုက်ရတာဒီကောင်မှအရင်တော့အရန်ချစ်ရတဲ့ကောင်မလေးတယောက်ရှိရဲ့တဲ့ဒီတော့ဒီကောင်မလေးနေတဲ့နယ်မြို့လေးစီကိုသူတို့တွေထွက်ခဲ့ကြတယ်သူတို့တွေကအချင်းကျနေတဲ့ထောင်သားကိုပါတခါတည်းခေါ်လာခဲ့တာပါသူ့ရဲ့ကောင်မလေးကတော့တေဆုံးသွားပါပြီအုတ်ကူရဲ့ဘေးမှာအချင်းသားထိုင်ကြည့်ပြီးတော့မှအတိတ်ကဖြစ်ရတဲ့ကိုပြန်ပြီးတော့မှမှတ်မိနေပါတယ်တခါတော့ဒီနယ်မြို့လေးမှာဘုန်းတော်ကြီးတစ်ပါးရှိပါတယ်သူကတနေ့မှာတော့ကလေးမလေးတယောက်ကိုကောက်ရတယ်အကောင်မလေးကိုအရန်ချစ်လွန်းလို့ခေါ်ပြီးမွေးထားလိုက်တယ်ပေါ့တဖြည်းဖြည်းနဲ့ဒီကောင်မလေးကအရွယ်ရောက်လာတော့ကောင်လေးတယောက်နဲ့တွားတွေ့တယ်ဘုန်းတော်ကြီးကလည်းရိုးသားကြိုးစားတယ်ဒီကောင်လေးနဲ့သူ့ရဲ့မွေးစားသမီးလေးကိုလက်ထပ်ပေးခဲ့တယ်ပေါ့ဒီလိုနဲ့များမကြမီမှာပဲကောင်မလေးကကိုဝင်ရှိလာတယ်သူကိုဝင်ရှိလာတော့နယ်မြို့လေးမှာဆိုရင်ကလေးမွေးဖွားရတာခက်မှာဆိုလို့မြို့ကိုကောင်လေးကခေါ်သွားတယ်ဗျဒီအကြောင်းအရာတွေကိုကောင်မလေးရဲ့မွေးစားဖခင်ဘုန်းတော်ကြီးကနှကမ်းမွေးနဲ့ရဲတို့ကိုပြန်ပြောပြနေတာပါဇလန်းကိုလည်းဒီထိပဲပြောပြခဲ့တာမို့လို့နှကမ်းမွေးနဲ့ရဲတို့လည်းသူတို့ရဲ့မြို့ကိုသူတို့ပြန်သွားကြတယ်ဒါပေမဲ့လမ်းမှာကားတစ်စီးကသူတို့ကိုဝင်တိုက်တယ်ဝင်တိုက်တဲ့ကောင်တွေကတော့လူမိုက်တွေပဲဖြစ်ပါတယ်ရဲတွေနဲ့တူတူပါလာတဲ့အချင်းသားကောင်လေးကိုတတ်ဖို့စ조사နေကြတာပါဒါပေမဲ့နှကမ်းမွေးနဲ့ဘဲရကဲလိုက်လို့ဘယ်သူမှမတတ်နိုင်ကြဘူးဒီမိုးကအရန်ကိုရှုပ်ထွေးတယ်ဆိုတာကိုမှုခင်းဆရာဝန်မလေးကသိပါတယ်ဒါကြောင့်ကောင်လေးရဲ့မိန်းမတေဆုံးသွားတဲ့ဆေးရုံကိုသွားတယ်အတော့ကတေဆုံးတဲ့ဆေးစာကိုသွားကြည့်ရပေါ့ဒါပေမဲ့လည်းမှုခင်းဆရာဝန်မလေးကဆေးစာကိုမယုံပါဘူးအလောင်းကိုပြန်ဖော်ကြည့်မှဖြစ်မယ်လို့သူကတွေးတယ်အလောင်းကိုပြန်ဖော်ဖို့ဆိုရင်တေဆုံးသူရဲ့ဖခင်ကခွင့်ပြုမှဖြစ်မယ်ဘုန်းတော်ကြီးရဲ့ခွင့်ပြုစာကိုရဖို့အတွက်ဘုန်းတော်ကြီးကိုရဲစခန်းကိုသူတို့ခေါ်လိုက်ကြတယ်ဒါပေမဲ့လည်းကံမကောင်းစွာနဲ့ဘုန်းတော်ကြီးကလမ်းတစ်ဝက်မှာလူတစ်ယောက်လှုပ်ကြံလို့အရေးပေါ်ခန်းထဲကိုရောက်သွားတယ်ဒါဟာဒီအလောင်းကိုပြန်ဖော်မှဆိုလို့တယောက်ကလှုပ်ကြံတယ်လို့ရဲတွေကကောက်ချက်ချရတယ်သူတို့တွေကညာတွင်ချင်းပဲကောင်မလေးရဲ့အလောင်းကိုပြန်ဖော်ကြတယ်သို့တော်လည်းသူတို့ထက်အရင်လူတစုကအလောင်းကိုလာဖော်နေတာတွေ့လိုက်ကြတယ်ဒါနဲ့ပဲရဲမှုကဒီကောင်လေးကိုဖမ်းဖို့ကြိုးစားပါတယ်၃ယောက်ကလွတ်သွားပြီးတော့မှတယောက်ကိုပဲမိလိုက်ပါတယ်အဲ့ဖမ်းမိတဲ့တယောက်ကလည်းဘာမှမသိပါဘူးသူများခိုင်းလို့လောက်ရတာပါဒီလိုနဲ့နောက်နေ့မနက်မှာတော့ကောင်မလေးရဲ့အလောင်းသူတို့တွေပြန်ဖော်ကြပါတယ်ပြန်ပြီးစစ်ဆေးကြည့်တော့ကောင်မလေးကတေဆုံးသွားတော့အလောင်းမှာနှလုံးလုံးဝပါမလာခဲ့ပါဘူးဒီနှလုံးကိုဒီဆေးရုံကဖြုတ်ထားရလားဒါနဲ့ပဲဆေးရုံကတာဝန်ရှိတဲ့ဆေးရုံအုပ်ကြီးကိုသူတို့တွေသွားတွေ့ကြတယ် တွေ့ပြီးတော့အိမ်ပြင်ပြန်ထွက်တဲ့အချိန်မှာတယောက်ကစိတ်ယုံအုပ်ကြီးကိုလှုပ်ကြံတက်ဖြတ်သွားခဲ့ပါတယ်ဒီ
ဒီလိုနဲ့အဲ့ဒီမျိုးလေးမှာလူသတ်မှုတွေကလေတယောက်ပြီးတယောက်ဖြစ်လာခဲ့ပါတယ်ပြည်သူတွေကလည်းစံနာတွေပြကုန်ကြပြီးဒီအမှုကိုလုံးဝမဖော်ထုတ်နိုင်ကြလို့လေထောင်ထဲမှာရောက်နေတဲ့အကျဉ်းသားလေးရဲ့ဇလန်းကိုပြန်ဆက်ရမယ်ဆိုရင်သူတို့ဟာကောင်မလေးကိုမွေးဖွားဖို့အတွက်မြို့ကိုထွက်ခဲ့ကြတယ်ဖြစ်ရှင်တော့လမ်းမှာဆွဲကြိုးဖြတ်ပြီးလူခံရတယ်ဒီလိုနဲ့အက်ဆီဒန့်ဖြစ်ပြီးတော့မှဆေးရုံရောက်သွားတယ်ပေါ့ဆွဲကြိုးလူတဲ့ကောင်ရဲ့နောက်ကိုကောင်လေးကလိုက်တယ်အဲ့ဒီကောင်ကကြောက်ဝါလန့်အနေပြေးနေကားတစ်စီးတိုက်ပြီးသေဆုံးသွားခဲ့တယ်ဒီမှုနဲ့ပဲကောင်လေးကထောင်ထဲကိုရောက်သွားခဲ့တာပါမှုခင်းဆရာဝန်မလေးမှာလက်ထောက်ဆရာဝန်တယောက်ရှိပါတယ်အဲ့ဒီဆရာဝန်မှာသမီးတယောက်ရှိတယ်သူကတော့သူနာပြုအကူပေါ့နော်ဇလန်းကိုပြန်ဆရမယ်ဆိုရင်ဆိုင်ကယ်ပေါ်ကပြုတ်ကျသွားတဲ့ကောင်လေးရဲ့မိန်းမဆေးရုံရောက်သွားတယ်အဲ့ဒီနောက်ဘိုက်ထဲကကလေးကိုဆရာဝန်ကောင်ကခွဲထုတ်လိုက်တယ်ပြီးတော့အသေးလေးမွေးတယ်ဆိုပြီးတော့မှသူနာပြုဆရာမလေးကိုပြစ်ခိုင်းလိုက်တယ်ဒါပေမဲ့လမ်းတော့မှာပဲကလေးလေးကလှုပ်လာတာကြောင့်သူနာပြုလေးကမပြည့်ရတော့ဘူးသူပဲမွေးထားဖို့ဆုံးဖြတ်လိုက်တယ်အခုလူတက်မှုတွေကျူးလွန်နေတာကတော့အဲ့ဒီသူနာပြုဆရာမလေးရဲ့အဖေမှုခင်းဆရာဝန်မလေးရဲ့လက်ထောက်ဆရာဝန်ပဲဖြစ်ပါတယ်တိတ်မကြခင်မှာပဲဒီအမှုကြီးကိုကင်တွယ်နေတဲ့နှက်ခမ်းမွေးနဲ့ရဲကိုခရိုနီဘိုးတော်ကြီးကတခါတည်းနေပြောင်းခိုင်းလိုက်တော့တယ်ဒီတော့အမှုကအစုံစားမျိုးစားမျိုးသွားပြီဒါပေမဲ့တရက်မှာတော့ခရိုနီဘိုးတော်ကြီးကိုတယောက်ကဖမ်းချုပ်လိုက်တယ်ဗျာသူကတော့တခြားသူမဟုတ်ပါဘူးဒီအမှုကြီးကိုအစအဆုံးလိုက်နေတဲ့ရှင်ခွဲယုံကဆရာဝန်မလေးပဲဖြစ်ပါတယ်ဇလန်းကိုနားလည်အောင်ပြောရမယ်ဆိုရင်တော့မှုခင်းဆရာဝန်မလေးရဲ့လက်ထောက်ကတရက်မှာရှင်ခွဲယုံရောက်လာခဲ့ပါတယ်ဆရာမကောင်မလေးတယောက်ကသေဆုံးသွားပြီဒါပေမဲ့သူ့ရဲ့ကလေးလေးကမသေးခဲ့ဘူးကျွန်တော်မွေးထားတာရှိတယ်တဲ့ဒီလိုနဲ့ပဲတေဆုံးသွားတဲ့ကောင်မလေးကမသေးသေးမဲနဲ့တေခဲ့ရတဲ့အကြောင်းသူသိခဲ့ရတယ်မတရားမှုတွေကိုလုံးဝလက်သိမခံနိုင်တဲ့ဆရာဝန်မလေးကသူ့လက်ထောက်ရဲ့သမီးသူနာပြုဆရာမလေးကိုဒီကောင်မလေးတေဆုံးတော့ဆေးစာအချက်လက်တွေငါ့ကိုခိုးပေးပါလို့ပြောလိုက်တယ်ဒါမဲ့လည်းကန်ဆိုးချင်တော့သူနာပြုဆရာမလေးကအချက်လက်တွေကိုခိုးနေနေဆရာဝန်ကောင်ကဖမ်းတာကိုခံလိုက်ရတော့တယ်ဒီဆရာဝန်ကောင်အနေနဲ့ဒီဆေးရုံကသူတွေကရောက်လာတဲ့လူနာတွေမသေးမရှင်ဖြစ်နေတဲ့အချိန်မှာခန္ဓာကိုယ်ကိုယ်တွင်းကလေးစာတွေကိုထုတ်ပြီးတော့ရောင်းစားကြတာပါဒါကြောင့်သူတို့ရဲ့လုပ်ရက်တွေပေါ်မသွားအောင်လို့သူနာပြုဆရာမလေးကိုသူတို့တွေတပ်ပစ်ကြတယ်မှုခင်းဆရာဝန်မလေးကတော့သူ့ကြောင့်ကောင်မလေးတည်သွားတယ်ဆိုပြီးခွင့်မလွတ်နိုင်ပါဘူးဒါကြောင့်မှုခင်းဆရာဝန်မလေးရဲ့သူနာပြုဆရာမလေးရဲ့အဖေသူ့ရဲ့လက်ထောက်ရဲ့ပြီးတော့တည်ဆုံးသွားတဲ့ကောင်မလေးရဲ့အဖေဖုံးတော်ကြီးရဲ့၃ယောက်ပေါင်းပြီးတော့လူသတ်မှုတွေကိုကျူးလွန်နေကြခြင်းဖြစ်ပါတယ်သူတို့တွေကဆေးရုံကတာဝန်ရှိပုဂ္ဂိုလ်တွေအားလုံးတယောက်ပြီးတယောက်အမက်ရွှေပြီးတပ်ပစ်ကြတယ်ဗျအခုနောက်ဆုံးကြံတာကတော့အထိတ်သီးခေါင်းဆောင်ကြီးခရိုနီဘိုးတော်ကြီးပဲဖြစ်ပါတယ်ပြီးတော့ရဲတွေကိုဝေဝါးသွားအောင်လို့ထောင်ထဲမှာရောက်နေတဲ့ကောင်မလေးရဲ့ချစ်သူကိုပုံဆွဲခိုင်းခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ပဲမှုခင်းဆရာဝန်မလေးကဖမ်းထားတဲ့ခရိုနီဘိုးတော်ကြီးကိုတပ်ပစ်လိုက်တယ်ထောင်ထဲမှာရောက်နေတဲ့ကောင်လေးကလည်းလွတ်ရစေတော့ထွက်လာခဲ့တာပေါ့အဲအခါမှာမသေးပဲကြံနေတဲ့သူ့ရဲ့သမီးလေးနဲ့ပြန်တွေ့သွားခဲ့ပါတယ်မှုခင်းဆရာဝန်မလေးကတော့ဟန်မပြတ်ပဲသူလုံနေကြလုံတွေကိုပြန်လုံနေခဲ့ပါတယ်ရဲဌာနကသူတွေကတော့ဒီနေ့ဒီချိန်ထိအဲ့ဒီဆေးရုံကလူတွေတယောက်ပြီးတယောက်တတ်ခံရတဲ့အမှုတရက်ခံဘသူလဲမသိကြပါဘူးဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါတယ်ကျွန်တော်ကတော့သူတွေຫນွေဆိုပါကျွန်တော်နောက်တဲ့ဇလန်ကောင်းလေးတွေအများကြီးနဲ့ပြန်လေဆုံးတွေ့ကြတာပေါ့ဗျာ